ကျွန်တော်ဒီလိုစီးပွားဘယ်လိုလုပ်ဖြစ်လာလဲသိလား အခုကတော့လို့ ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ရေဝဲချက်ကိုမပြောရဘူးညာ အော်မပြောပြဘူး ပြောရအောင် အဘ6လောက်ကလေကားပေါ်ကပြုတ်ကြပြီးကျိုးသွားတာတော့အဘသားသမီးတွေအစင်းအောင်လိုက်မဖို့ဝေးကြဘူးလား ကျုပ်ရဲ့အတိတ်ဘဝကအကုသိုလ်ကြီးကြောင့်ထင်ပါတယ်မက်ခင်ထွေးရဲ့ ဟုတ်တယ်ဗျာဟုတ်တယ်အဲ့တော့ခင်ဗျားကဖြစ်ချင်တယ်ဘာလို့ချင်လဲဗျာ သားနဲ့သမီးရေနေဖေးမောပေါက်နေလာခဲ့ပါဦး မင်းဘလို့ဖြစ်နေရလဲဒီမှာတက်တော့နေမမြင်ဘူးလားဒီဆောက်ဖွားရင်းနဲ့ဆောက်ကိုတော်တော်အောင်နောက်တယ်အော်ဆိုင်မောင်ဘောင်းစားနင်တို့ကောင်းမြင်ရရဆိုငါကန်ရဲလေပေါ့အေးဒီနေ့မှနင်ကပယံမကနေငါပြရလေပဲသိလားဟာလေ ကားလိုက်ကြလို့လေပြီးရောက်နေတယ်ဒီမင်းလားမင်းတော့ ဟေးအခုအော်ဒါကြောကပြစားလို့ငါဖေမရှိတော့ဆိုမင်းနေလိုက် ဟာဟဲ့တော့ဆောက်တိုင်းကတော့ဒါကမှဟဲ့တော့နဲ့အကောင်ဟဲ့နားမှာဟေးဟမ်မတ်တော့မကြိုက်တော့ဒီပတ်ချက်တော့ကိုပါပုံပြင်းအမနီလည်းတော့ဟမ်ကျောင်းအမခဲပြီး တားလို့ပဲကွာမင်းဒီမှာဖဲတွေပြုတ်ကြကုန် ရှင်းမလဲနော်တနေ့နေ့ဆောက်လို့ပြီးဆောက်ကန်ကြီးဒီဆောက်ဖုံးမဲ့ထိုင်ပြီးတော့တုံးနေသိလားနော်ဒီမှာဘိုက်ကငက်ပြီးတော့ထောင်းလောက်ပြတော့မယ်သိလားတကတဲ့ဆောက်လုံးကြီးဆောက်ကန်ကြီးတွေကိုအိမ်မော်ခေါ်တင်ကြွေးတာအကုတူကတမျိုး ဟာငါလည်းဒီဖုန်းထဲကိုကြည့်ပြီးပတ်စံဘလို့စားမလဲဆိုတွေးနေတယ်ကောင်ပါကွာမင်းရတယ်အားကြီးအဲ့လိုတပစ်တောက်နေနော်အခုလိုခိုးလို့ညီးနေလို့စက်တည်းမရှိတာငါကနားကြီးရ အော်နာမည်ကြီးနဲ့ဆောက်လုံးဆောက်ကန်လုံးဖို့ရှင်အခုကျတော့တနေ့တနေ့ဆောက်လုံးမရှိပဲဒီဟိုးမဲ့တိုက်ပွက်တယ်ရှင် iPhone ကြည့်နေတော့ဆက်ဆက်ရမယ်အနေထားတွေ့ပြီလားပြောကိုဟမ် မတွေ့ပဲနေမလားကွာငါမင်းယောက်ျားတယ်နော်အဲ့လောက်က လာရင်တော့ဒီမိုဂျီတကတဲ့လေ လာငါပြောပြ ရှင်မောင်ကပြောတော့ပါချိုးမယ်နော်သိတယ်မလား မင်းယောက်ျားချမ်းမပြောတာလာစမ်းပါငါပြောမယ်ဘိုးပိုင်းချာနော်ဒီတော့ငါတည်းကတက်လာတယ်အမေကတော့ဆုံးတယ်ဘိုးပိုင်းတယ်ဆုံးတယ်လားဟိုတို့ထားရတဲ့နေရာတွေလူကကိုလာရတယ်အာမင်းနဲ့ငါနေရတယ်အားရပါတော့ရှိတယ်ကြိုးစစ်တာလို့တော့အမေကပြထားတယ်လားဆုံးအဲ့တော့လားအဲ့ဒါမျိုးကလာလာဆုံးကောင်းလား တော်လိုက်ကြကြောင်းရင်ဒီတခါတော့အရန်ကိုလေရှင်ရဲ့အုံနောက်လေးကိုလေရှင်ညံတော့စရောက်ပြီးချွေချတာတော့မင်းတော်လိုက်တော့ တိုက်မဟောင်းလေပါမပိုင်ရှင်တော့မရိုက်ဘူးပိုင်ပြီးဟဲ့ဆိုတော့ရှင်ဖင်လာမေးပြီးရင်ကိုရိုက်တတ်တယ်ကောင်ပါကွာဒါနဲ့မိမငါတို့ဝတ်လဲကောင်လေးတော့ခင်တော့ ဝင်းလိုက်အောင်ကြောက်တော့တာသမီးမှမရှိလား ဟုတ်တာပဲကွာငါလည်းဘာတွေးပြီးဘာပြောမှမသိတော့အဲ့ကောက်ကြောင်လေးငါမှထိုင်းအောင်ကြောက်တယ်နော် မလဲသွားပြီးဆောက်ပြမရှိပဲခင်ဗျာသူကရင်ကျင်တယ်တာသမီးရလို့ဖြစ်တယ် ဟာမင်းတို့တော့မပြောနဲ့လေငါလည်းစူးစမ်းတာပဲမင်းဘက်ကဖြစ်နေတာဖြစ်နေတယ်အဲ့အားနဲ့စက်တွေက အဲ့တာသမီးရဖို့ကြိုးစားတာမကြိုးစားတာနောက်ထားလုပ်ငန်းပဲတော့ တပတ်တွေစကြမယ်ဟမ် ဒီတပတ်တွင်နည်းနည်းကြာနေမယ်မနေ့ကစမယ်ယောက်ျားရယ် ပြီးတော့ကွာစမယ်အဲ့ဒါဘလို့စမယ် ဘယ်လိုရှိရမှာလဲတော့အလုံးရှိကန်ကြီးအိမ်မှာဖန်ကုန်နေသူ့လုံးနေရှေ့ပြေရင်စားမှာပေါ့တော့ ပြီးတော့ကွာစမယ်ဘာဒါလဲခုကငါပြောထားမယ်နော်ငါပဲလဲပြီးလို့ရှိရင်ပတိကြိုင်နဲ့ဟိုးရင်ရောက်တီရောက်လုပ်နေတယ် ကျုံမေတော့ကျုံမေကဲရှင်းပြီလား တရားဆိုပြီးတာပဲစမယ် ဟာလေ ဟဲ့ဒါကားတိုက်ခါလို့လေဖင်းကိုရောက်နေတယ်ပြေမြင်လားမင်းမင်းပါလား မကလေးဒီကိမစေဖေးရှင်ဗျာကေတော့မှုအဖေး ဟုတ်ပြီ ဒီဘက်တော့ငါကကားကြောက်ချင်ဆိုညဘယ်လိုဖြစ်လို့ငါတော်တယ်ခေါ်လာ โอเคလာမပြမဘာလဲ